Hello ကအားလုံးပဲမင်္ဂလာပါခင်ဗျာနော်မိဘပြည်သူများကိုကျွန်တော်မီနီမော်တော်ဆိုင်ကရှိုးလုံးကနေပြီးတော့တဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်36ကြိမ်မြောက်ကန်ဆယ်မဲ့ပေါက်ပြီးတော့ရောင်းချပြီးတော့ပေါက်ပြီးခဲ့တာကျွန်တော်ပထမကန်ထူးရှင်ကိုအောင်မြင်ပေါက်ရှိသွားတဲ့သူကတော့ကျွန်တော်ယခုလက်ရှိကိုးကွယ်နေတဲ့ဆရာတော်ထံမှာတက္ကသိုလ်ဖြစ်တဲ့ကိုဝင်းမင်းဖြစ်ပါတယ်ကိုဝင်းမင်းဆိုရင်ယခုလက်ရှိထိုင်းနိုင်ငံမှာနေပါခင်ဗျာနော်ကိုဝင်းမင်းဖုန်းနံပါတ်က39934149နဲ့ဖြစ်ပါတယ်ခင်ဗျာနော်ပေါင်မဲနံပါတ်ကလေးကတော့868ဖြစ်ပါတယ်ဒါကိုဝင်းမင်းပေါက်ရှိတဲ့ဆိုင်ကမျိုးသားလေးရဆိုရင်ကျွန်တော်ကာဝါဆာကီ2017လာမြင်ဆိုင်ကမျိုးသားလေးဖြစ်ပါတယ်ခင်ဗျာနော်ဒီဆိုင်ကလေးရဆိုရင်ယခုလက်ရှိကာလာတန်ချင်းနဲ့ဆိုရင်မြန်မာငွေနဲ့350ထိုင်းဘတ်ငွေနဲ့2,48,000တန်ပါတယ်ခင်ဗျာနော်ဒါကြောင့်မို့ကိုဝင်းမင်းဘက်ကနေပြီးတော့ဆိုင်ကလိုချင်တယ်ဆိုရင်လည်းကျွန်တော်မြန်မာပြည်နှံများကိုအင်တာရောက်ပို့ဆောင်ပေးပါတယ်ဆိုင်ကမလို့ကျွန်တော်ငွေသားလေးယူမယ်ဆိုရင်လည်းကျွန်တော်ကာလာတန်ကြီးအတိုင်းကိုပင်မကုန်လေးဖြစ်ကိုပြန်လဲပို့ဆောင်ပြီးတော့ဝေမန်နီကေပေးထိုင်းပြန်နေရတစ်ဆင့်ပြန်လဲပို့ဆောင်ပေးပါရခင်ဗျာနော်ကိုဝင်းမင်းဘက်ကနေပြီးတော့ဆိုင်ကယူမလားငွေသားယူမလားဆိုတာကိုဒါဆရာတော်စီကနေတစ်ဆင့်အကြောင်းပြန်ပေးပါနော်ဒါကျွန်တော်ကုမ္ပဏီကိုဆက်ချင်တယ်ဆိုရင်လည်းဆရာတော်စီကနေတစ်ဆင့်ကျွန်တော်တို့ဖုန်းနံပါတ်ကိုပြန်လဲတောင်းယူပြီးတော့ဆက်ယူလို့ရပါတယ်ဗျဆရာတော်စီကပေါက်ရှိတာအတွက်ကြောင့်ကိုဝင်းမင်းဘက်ကနေပြီးတော့ဒီပေါင်မဲနံပါတ်868ပေါက်ရှိခဲ့သူ36ချင်းများမှာပေါက်ရှိခဲ့တဲ့မျိုးဒါရှေ့လာမဲ့ပတ်ဒီမှာလဲကျွန်တော်ဒီမှာဝယ်ယူအားပေးနေတဲ့မိဘပြည်သူများလည်းကန်ထုရှင်များဖြစ်ကြပါစေစီးပွားလက်လာပါများတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကဆုမွန်ကောင်းတောင်းပေးရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်